မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့လောက်သမျှကိစ္စတိုင်းမှာစီကံရှိဖို့ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါဆရာတော်ဦးစောတိကရဲ့မင်္ဂလာတရားတော်စာအုပ်ဟာကျွန်တော်မကြာခဏပြန်ဖတ်လေရှိတဲ့စာအုပ်ဖြစ်ပါတယ်မင်္ဂလာဆိုတာကိုအောင်မြင်ဖို့ကြီးပွားဖို့တိုးတက်ဖို့ရာအကြောင်းလို့အဓိပ္ပာယ်ဖွင့်ပါတယ်ဒါကြောင့်မင်္ဂလာတုတ်တည်လေမေတ္တာတုတ်လို့ပဲရွတ်ရတာမဟုတ်ပဲလက်တွေ့ကျင့်ကြံရတာဖြစ်ပါတယ်။38ဖြာမင်္ဂလာဆိုပြီးကလေးဘဝကလေးကကျွန်တော်တို့ကြားဘူးရွတ်ဆိုပူးကြတာပါပဲ။သို့တော်လည်းလက်တွေ့ဘဝတဲ့စိတ်ဝင်နေမှုကတော့လိုအပ်နေပါသေးတယ်လို့ပြောရပါမယ်။အခုအဲ့ဒီထဲကစီကံနဲ့ပတ်သက်တဲ့တစ်ချက်ကိုပြောချင်ပါတယ်။ပါဠိလိုကတော့ဝိနယောစသူတိခိတော်လို့ဆိုပါတယ်။သူ့ရဲ့အဓိပ္ပာယ်ကကျင့်ဝတ်ကိုစောင့်ထိန်လိုက်နာခြင်းလောက်သမျှကိစ္စတိုင်းမှာစီကံရှိခြင်းဟာမင်္ဂလာတစ်ပါးပါပဲတဲ့။ဘာလို့စီစနစ်တကျလုပ်တတ်တဲ့စီကံရှိတယ်ဆိုအဲ့ဒါအောင်မြင်ကြီးပွားဖို့ရာအကြောင်းချက်တစ်ခုဖြစ်ပါတယ်။ငငယ်ကလေးကမိဘတွေကလည်းစုံမကြတယ်စီကံဆိုတာလူတန့်ဖို့ပဲတဲ့။ကိုယ့်ရာကိုသိရမယ်ပစ္စည်းတစ်ခုကိုယူပြီးရင်ယူတဲ့နေရာမှာပြန်ထားရမယ်။ဖနက်ကိုဘယ်လိုချွတ်ရမယ်အစားစားရင်ဘယ်လိုစားရမယ်တကိုယ်ရည်တန်ရှင်းရေးကိုဘယ်လိုဂရုစိုက်ရမယ်စာအုပ်တွေကိုဘယ်လိုတက်ရကန်ရမယ်စသဖြင့်စီကံတွေမှာအများကြီးရှိပါတယ်ကလေးရွယ်တုန်းကတော့စိတ်ညစ်တာပေါ့ကြီးလာတော့မှဒီအကျိုးကျေးဇူးကိုခံစားရပါတယ်ပထမဆုံးတစ်ချက်ကိုပြောပါဆိုရင် first impression ပါပဲလောကကြီးတဲ့ကျင်လည်တဲ့ခါအဲ့ဒီအချက်ဟာသိအရေးပါပါတယ်မှန်ပါတယ်ဖန်ခွက်တစ်ခွက်ရဲ့အပြင်မှာခြေတထားတာကိုပဲကြည့်ပြီးအထဲမှာဘာပါတယ်လဲလို့ဆုံးဖြတ်လို့မရပါဘူး။ဒါပေမဲ့ဖန်ခွက်ရဲ့အပြင်ကညစ်ပတ်နေရင်လည်းအထဲကရေကိုဘသူကမှတန့်တယ်မထင်တော့ဘူးမတောက်ချင်တော့ဘူး။ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့။ကိုယ့်ကိုလာတိုက်တဲ့ခွက်ကြီးကညစ်ပတ်နေတယ်ဆိုရင်အထဲကရေကိုတောက်ချင်သေးလို့လား။ပြောချင်တာကရေတန့်မတန့်တိတာဒီနောက်ကိစ္စပါဖန်ခွက်အခြေအနေကိုကအရင်မြင်တာပါဒီအပေါ်မှာမူတည်ပြီးအကဲဖြတ်ကြတာပါပဲ first impression ကောင်းဖို့မှာလိုအပ်တာတွေအများကြီးရှိတဲ့အထက်ကစီကံရှိခြင်းဟာလည်းထိပ်ပိုင်းနားလောက်ကနေပါဝင်နေပါတယ်ချိန်ထားတဲ့နေရာကိုအချိန်တိတိကျကျသွားမယ်တက်ရဝစ်စားသွားမယ်လိုအပ်တဲ့စာရွက်စာတမ်းပစ္စည်းပစ္စယတွေပါအောင်ယူလာမယ်အစားစားရင်လည်းစမတ်ကြpower point ကိုပဲပြစရင်စာရွက်ကိုပဲပြအကုန်လုံးကတိတက်ဒါတွေဟာစီကံရှိသူတွေမှာမှတွေ့ရတတ်တဲ့လက္ခဏာတွေဖြစ်ပါတယ်အဲ့ဒီမှာတင်တစ်ဖက်လူစီကနေအထင်ကြီးလေးစားမှုကိုမလိုချင်ရင်တောင်မှရနေပါပြီစီကံနဲ့ပတ်သက်လာရင်ဂျပန်တွေကကဘာမှာပါစံထားရလောက်ပါတယ်ဒီမှာလာဖွင့်တဲ့ကျောင်းတချို့ကွန်မြူနီတချို့နဲ့အလုပ်တွဲလုပ်ဖို့တော့အတော်လေးတည်တာပါတယ်ရုံးထဲဝင်သွားရင်ဖနက်ချွတ်တာကစစီကံတကြအလုပ်လုပ်တဲ့အပိုင်းတွေကတော့ပြောမနေပါနဲ့တော့စိတ်ရှုပ်စရာပြည်စည်းစရာလိုဖြစ်ခဲ့ပြီမဲ့သူတို့အဖြစ်ကို့မှာပြင်ဆင်တင်တာတွေကိုတတိထားမိသွားစေပါတယ်မြမာတွေကတော့စံရင်နာဖွေရရင်စီကံပိုင်းအတော်အားနေပါတယ်တိုက်ခန်းလေကားတောင်းတွေမှာကွန်ဒရီတွေထွေးထားတာကစလို့ကျုံတယ်လို့အမိုက်ပစ်တာလေတမ်းစီတက်တာအဆုံးပေါ့ဒါကြောင့်မြမာတွေဟာယဉ်ကျေးတယ်ဒါပေမဲ့အယိုင်းဆန်နေနိုင်ငံကြီးသားမပြီးသားဘူးလို့ပြောကြတာပါစနစ်ဆိုးအောက်မှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ရခြင်းရဲ့ရလဒ်တွေပဲဆိုပါတော့ပညာရေးကျန်းမာရေးစီးပွားရေးစတဲ့ဘဝရဲ့အစိတ်အပိုင်းအသီးသီးမှာလည်းစီကံလိုအပ်ပါတယ်တနေ့ကိုဘယ်နှနာရီဘယ်အချိန်စာလေ့လာမယ်ဆိုတာမျိုးစီကံလှုပ်ထားတဲ့ကျောင်းသားနဲ့မလှုပ်ထားတဲ့ကျောင်းသားကကွာပါတယ် time blocking လို့ခေါ်ပါတယ်တီးတန့်ဖယ်ထားတာပေါ့အဲ့ဒီချိန်ဆိုရင်မဖြစ်မနေစာလုပ်မယ်ဆိုတာမျိုးအချိန်စရာတော့ဆွဲတယ်လက်တွေ့မလုပ်ရင်လည်းအလကားပဲဒါကြောင့်ဝေလေးလှုပ်ချင်နေတဲ့ကိုစာကြည့်စပွဲစီထိုင်ချစီမှာစီကံပဲဖြစ်ပါတယ်ခဏထသွားခြင်းနဲ့စိတ်ကိုလည်းဖင်မြဲထိုင်စီမှာကလည်းစီကံပဲဖြစ်ပါတယ်တင်ယိုးညွှန်းနှန်းနဲ့တေချာပြထန်ထားတဲ့ formal education ကတော့တော်ပါသေးတယ်
ဘသူကမှလည်းလာမတိုက်တွန်းဘသူကမှလည်းစာမွေးပွဲလာမစစ်တဲ့ကိုယ့်ရဲ့အသေးစိတ်နဲ့ကိုလှုပ်ရမယ် non formal education ကြတော့စီကန်းတာမရှိရင်တကယ်ကိုတိုင်ပတ်သွားပါလိမ့်မယ် online learning တွေပေါ်လာတော့ပို့ပြီးတော့သိတာပါတယ်သင်တန်းကြော်ညာတွေကကောင်းတော့ကိုယ့်အတွက်လည်းလိုအပ်နေတော့အလိုက်တဲ့ငွေသွင်းနဲ့ဒီဗီဒီယိုတွေဘယ်ချိန်ကြည့်ကြည့်ရတယ်ဆိုတော့အချိန်တွေဆွဲထားလိုက်တာအဆုံးထိလေးလာဖြစ်တဲ့အကြောင်းသားအရေးအတွက်ဟာ9ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းပဲရှိတယ်လို့သိရပါတယ်နောက်တစ်ခါကျမ်းမာခြင်းရင်ဘာလုပ်ရမယ်ဘာတွေရှောင်တဲ့နေဆိုတာလူတိုင်းသိပါတယ်လက်တွေ့တာမလုပ်နိုင်ကြတာပါစားခြင်းလို့စားတယ်အဲ့ချိန်နဲ့ချိန်မှာအိတ်တယ်အရက်တွေတောက်တယ်မူပြီးကားမောင်းနေကွမ်းနေစားတယ်ဖြစ်တယ်လို့နေတဲ့ဘဝကတော့နေတယ်လို့ဖြစ်လာမှာပဲပေါ့စီကံဟာအလုတ်ပြီးမြောက်မှုအတွက်လည်းသိအရေးပါပါတယ်ကျွန်တော်ဆိုရင်ဒီနှစ်2023ခုနှစ်ကစပြီးတော့အင်္ဂါနဲ့ဂျာတာပရိတနင်္ဂနွေနေ့တွေဆိုရင်ဆောင်းမတပုတ်မဖြစ်မနေရေးမယ်လို့စီကံလုပ်လိုက်ပါတယ်စိတ်မပါလဲဇွဲမှာထိုင်ချလိုက်တယ်ရေးဖို့မှုမဝင်သေးရင်လည်းစိတ်แท้ပေါ်တာအကုန်ချရည်တယ်ရေးစရာကောင်းလဲမစင်စားမိရင်လည်းကုန်ချမ်းအနေနဲ့တင်ထားတဲ့ဖိုင်အဟောင်းတွေလည်းလိုက်ရှာဖတ်တယ်အဲ့ဒီခါမှာအုံနောက်ကရောစိတ်စန္ဒာကပါအလုံးလုံးလာပြီးစားလဲရေးဖြစ်သွားရောစိတ်ပါမှလာရေးမယ်ဆိုရင်ခုလောက်အပုတ်ရည်များရေးပြမှာမဟုတ်ပါဘူးပါမပါရေးကိုရေးရမယ်လို့စီကံလှုပ်ထားလိုက်မှအဆင်ပြေသွားတာပါမဟုတ်ရင်လေလွင့်နေတာတော့မဟုတ်ရင်လေလွင့်နေတော့မှာပါပဲကြိုက်တဲ့အထက်လူကြီးတယောက်ကိုမေးကြည့်လိုက်ပါသူတို့အောက်ကဝန်ထမ်းတွေစီကနေလိုချင်ဆုံးအည်သေးကဘာလဲဆိုရင်စီကံလို့တော်တော်များများကဖြေကြပါလိမ့်မယ်ရုံးချိန်ဆိုရင်ဘယ်တော့မှနားမကြဘူးကြမယ်ဆိုရင်လည်းအကြောင်းကြားတယ်အလုပ်လုပ်ရင်အသေးစိတ်ကလေးတွေကစခီးဆိုင်တယ်နောက်ကနေလိုက်တွန်းနေစရာမလိုဘူးသတိပေးနေစရာမလိုဘူးသူ့ရဲ့အသေးစိတ်နဲ့သူလုပ်တယ်ဒီလိုလူငယ်ကိုဘယ်သူမှဆိုသဘောကျကြတာပါပဲဘယ်သူမှဆိုသင်ပေးချင်တာပါပဲလက်တွဲခေါ်ခြင်းနဲ့ဒါပြင်စီကန်းဟာအလုပ်ပေါ်ထားတဲ့ကိုယ့်ရဲ့စေတနာကိုလည်းဖော်ပြရရောက်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ငွေရေးကြေးရေးပါအထွေထူးတောင်ပြောနေစရာလိုမယ်မထင်ပါဘူးဝင်ငွေထက်ထွက်ငွေကပိုများနေမယ်မြင်သမျှအကုန်ဝယ်ခြင်းလိုချင်နေမယ်လောင်ကစားတွေလုပ်မယ်တလအသုံးစရိတ်ဘလောက်မှမသိဘသူကိုဘလောက်ချေးထားပြီးဘသူကပြန်ပေးပြီလားလဲပြန်ပေးပြီးမပေးပြီလားလဲမသိဖြစ်နေရင်တော့ငွေကြေးပိုင်းမှာအဆင်ပြေနေဖို့မလွယ်ပါဘူး self discipline ဆိုတဲ့ကိုယ်ပိုင်စည်းကမ်းကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ရတယ်လဲဆိုရင် taking action in spite of how you feel တဲ့ကိုယ့်ရဲ့ခံစားချက်ကအလိုကြီးပဲဖြစ်နေပါစေလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်နေခြင်းဟာကိုယ်ပိုင်စည်းကမ်းပဲတဲ့အတော်လေးကိုလည်းသဘောကျမိပါတယ်မကြာခဏလေးရေးဘူးပါတယ်ကျွန်တော်တို့ဘဝတွေကိုအလေးကျင့်တွေနဲ့တိဆောက်ထားတာပါတစ်ချိန်တစ်ခေါက်လောက်ပဲလှုပ်တဲ့အပြုမှုတွေကြောင့်ရလက်ထွက်လာတာရှားပါတယ်အချိန်ချင်းအထက်ထက်လုံနေတာတွေကြောင့်သာဖြစ်လာတာတွေကြီးပါပဲတညလောက်မအိတ်ခင်သွားတိုက်လိုက်လို့ကရွင်းတန်ရှင်းသွားတာမဟုတ်ပါဘူးအခုစားလိုက်တဲ့စီကြော်ကြောင့်လေဝနေတာမဟုတ်ပါဘူးအခုတောက်လိုက်တဲ့အရက်တစ်ပတ်ကြောင့်လေအသေးပြက်သွားတာမဟုတ်ပါဘူးတောက်လျှောက်လုတ်ခဲ့တာတွေကြောင့်သာဖြစ်ပါတယ်ဒီတော့ခုဘဝမြင်မာခြင်းပျော်ရွှင်ခြင်းအဆင်ပြေခြင်းအလေးကျင့်ကောင်းတွေကိုတိဆောက်ဖို့လိုပါတယ်လေးကျင့်စိုးတွေကိုဖယ်ရှားဖို့လည်းလိုပါတယ်ဒီအတွက်ကိုယ်ပိုင်စည်းကမ်းဟာသိအရေးကြီးပါတယ်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေမလုံရမှာကိုမလုံဖဲနေနိုင်ဖို့နဲ့လုံရမှာတွေကိုလှုပ်ဖြစ်ဖို့အတွက်ကိုစည်းကမ်းထားဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါကတော့ဆရာပြောသည့်ဟာရဲ့လုံသမျှကိစ္စတိုင်းမှာစည်းကမ်းရှိဖို့ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိတ်ဆွေရဲ့ခန်းစားသိမြင်သွားမှုကိုလည်း comment မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့များမှာလည်းကောင်းမွန်တဲ့စာစကားစုတွေရှာဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုကြံ့နေတတ်တယ်ဆိုရင် like နဲ့ share လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ